ဒီခါတော့ church က youth တွေနဲ့ glow ချီဆန်းခဲ့ပါတယ် glow ဆိုတာကိုယ့်အတွက်မြန်မာပြည်ရဲ့ဒုတိယနှစ်သက်ဆုံးမျိုးလေးပါ glow မှာတုတ်တုတ်စီပြီးရှောက်လေဘူးတာဒါပထမဆုံးပဲတော်နေလို့ကောင်းတယ်လေးအေးလေးတွေကိုတဖြူဖြူနဲ့ဘဲမှရှောက်မလဲခင်မနက်စာရော glow ရဲ့ cafe ရောက်မှာမနက်စာစားရင်လည်း coffee တောက်ခဲ့ပါတယ်glow နဲ့ coffee ဆိုင်ဆိုတာခွဲလို့မရသလိုအရန်လှပတဲ့ရှုခင်းနေနဲ့ glow ဆိုတာလည်းခွဲလို့မရပါဘူးဘယ်နာကြီးကြီးကိုလှနေတာမျိုး glow မှာ coffee ဆိုင်နေအများကြီးရှိရတဲ့မှာအသက် all time favorite ကတော့ cafe yak ပါပဲ coffee ဆိုင်ဒီဇိုင်းဆိုတာအထက်ပိုတဲ့စိတ်ချနှံ့မှုတွေစိတ်ငြိမ်သက်မှုတွေကိုပေးနိုင်တဲ့အပြင်တကယ်ကိုအရန်လှတဲ့တောတောင်ရှုခင်းသဘာဝတွေကလည်းအများကြီးပဲအဲ့ဒီ view ယူကြည့်ပြီးတော့ coffee တောက်လိုက်ရတာအရန်ပြေဆုံးတဲ့မနက်ခင်းတစ်ခုကိုဖြစ်စေရဲဆိုတာတော့သေချာပေါက်ပြောရတယ်ညနာလိုက်ပြောတာတော့မဟုတ်ဘူး glow မှာ coffee တောက်ရတာပိုကောင်းတယ်တဘာဝတရားယူလှနေပါပြီဆိုမှလူတွေကလေသိချပြင်ဆင်ပေးသေးတာပထမဆုံး view point တစ်ခုအနေနဲ့ပလောင် view point ကိုရောက်ခဲ့တယ်။ glow မှာလဲစရာပတ်စရာ view point တွေပဲများတယ်။ဒါပေမဲ့ဒီ view point ကတခြား view point တွေထက်ပိုပြီး view point တွေလို့ခံစားရတယ်။အမြင့်ကြောက်တဲ့သူတွေအတွက်ကတော့တပုံရရတာအရန်ဆင်ပြေမှာမဟုတ်။ဒါပေမဲ့တော်တော်လာ။နောက်တစ်နေရာကတော့လမ်းကျန်းပါပြီဆိုတဲ့လမ်းကိုဖြတ်ပြီးတော့သွားရတဲ့သိုးချံ။တောင်တက်လန်ကားတစ်စီးစာပဲနေရာရှိရတဲ့အတွက်ကြောင့်မလို့တက်မယ်ဆိုလို့ရှိရင်ဖုန်းကြိုဆက်ရတဲ့အစင်းကားနဲ့စုံပါဆိုလို့ဒီလောက်လမ်းကျန်းရင်ဘာလို့သွားကြသေးလဲဆိုရယ်မိကုန်းကတော့အပေါ်ရအောင်ရှင်းသွားပါလိမ့်မယ်အပေါ်မှာတောင်တန်းကြီးကိုမြင်ရတဲ့ရှုခင်းရဲ့တိမ်နေရဲ့သိုးကလေးတွေကိုမြင်လို့ရှင်စိတ်ကိုတကယ်ကိုကြည်လင်လန်းဆန်းတဲ့မှုကိုပေးရဲ့သိုးလေးတွေကတော်တော်လူရင်ပြီးတော့ချစ်ဖို့ကောင်းတယ်သိုးစာကို channel ထိဝင်ကျွေးခြင်းလဲကျွေးလို့ရတယ်လို့တော့ပြောတယ်တဲ့ကတော့အုပ်စုလိုက်ကြီးကိုနာကိုရောက်လာလို့ရှင်ဘာလို့လို့ပါကန်းအမှမသိလို့ဆိုပြီးတော့အပေါက်ဝါကနေပဲကျွေးခဲ့ပါတယ်သိုးလေးတွေကိုချီခြင်းလဲချီလို့ရတယ်အထီးကတော့သိုးပေါက်လေးနဲ့အကောင်သေးလေးတွေကိုချီလို့ရတယ်ပေါ့နော်မချီခင်မှာလဲသိုးချမ်းအမဘလို့ပုံစံလေးချင်းသူတို့အတွက် comfortable ဖြစ်တယ်ဆိုတာကိုပြောပြပါတယ်ဘာဖြစ်လို့လဲဆိုတော့ကိုချီပုံချီနီးမရင်ကလေးလေးတွေကအသက်ရှူချက်တဲ့ပုံစံမျိုးဖြစ်နေတယ်လို့ပါတချို့သိုးလေးတွေကလည်းလူအရမ်းကျင်တို့တချို့သိုးလေးတွေကလည်းလုံးဝအထိမခံတာအဲ့ကောင်လေးဆိုသူ့ခေါင်းကိုလုံးဝအထိမခံဘူးကျန်တဲ့သိုးလေးဆိုသူတို့အမွှေးလေးတွေပုတ်ပေးရင်သဘောကျတယ်ဒီကောင်လေးကလုံးဝအထိမခံအမှကြီးသွားစနေတာသူလုံးဝမချဘူးတိုးချန်နေအပြန်တော့တဲရိုတိုးချန်နဲ့မနီးမွေးမှာရှိတဲ့တောင်မင်းကြီးခုံပြကိုသွားခဲ့ပါတယ်။တောင်မင်းကြီးခုံပြကလည်း view point တစ်ခုပါပဲ။ဘာဖြစ်လို့တောင်မင်းကြီးခုံပြလို့ခေါ်လဲဆိုတော့ခုံနေရပြန်နေလို့ပါတဲ့။ကျေးဇူးပါ။တောင်မင်းကြီးခုံပြမှာတော့တပုံလှလှလေးရိုက်ခဲ့တယ်။အေးစိမ့်စိမ့်ရသည်ဥရုနဲ့အုတ်မိုင်းမိုင်းမြင်ကွင်းနေအပြင်တောင်တန်းနေနဲ့ပြည့်နေတဲ့ကလောမျိုးကြီးကအရန်ကိုနေလို့ကောင်းမျိုးအရန်လဲလှပါတယ်။တဲရညီမတွေဒီမှာတထောင်နာပြီးတော့တဲကျွင်းကိုခီးဆက်ခဲ့ပါတယ်။တဲကျွင်းဆိုတာရင်တော့ကတော့ဒီနေရာမှာတဲထုတ်လုပ်တဲ့နေရာလို့ပြောတယ်။ကိုရဘာမရှိတော့ကြောက်တောင်နေပုံစံမျိုးနဲ့ပဲကြံခဲ့တယ်။ဘေးပတ်လေးကကြောက်တောင်နေနဲ့ကာထားလို့လားမသိဘူး။အဲ့ထဲကိုဝင်သွားရန်အေးတာ။တဲရအဲ့ကိုရောက်တဲ့အချိန်မှာမှတ်မိသလားနေ့လေ12နာရီတိလားမသိဘူး။ဒါပေမဲ့လုံးဝနေဘူးရဆိုတဲ့ခံစားချက်မျိုးမခံစားရဘဲနဲ့အရန်အေးပြီးလေးတဖြူဖြူနဲ့နေလို့အရန်ကောင်း။ဒါတော့တဲရရဲ့ Glow Keys in Part 1လေးပါ။ See you in the next video. Bye.